အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒုတိဝေကြီးမှာကြိုးစုပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဒီ YouTube channel ပေါ့နော်ဒုတိကိုဝေဒုတိဝေကြီးဆိုတဲ့ဒီ YouTube channel ပေါ့နော်ဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe နှိပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ထားကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာဒီ channel လေးကကျွန်တော်တို့အသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ရဲ့ channel အသစ်ကလေးမလို့လက်မလေးတွေနှိပ်ထားပေးပါ subscribe ကလေးတွေနှိပ်ထားပေးပါခေါင်းလုံးလေးတွေနှိပ်ထားပေးပါဒီလိုနှိပ်ထားခြင်းအပြင်ကိုတို့မတို့ရဲ့အကျိုးမရုပ်ပါဘူးအားလုံးပဲမင်္ဂလာပါကဲအားလုံးမင်္ဂလာပါခင်ဗျာဝင်လာခဲ့ကြပါအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးကိုဒီမတွေမင်္ဂလာပါနော်ဒီနေ့ကတော့ကျွန်တော်တို့ဒီနေ့ဘယ်နေ့ရတော့ဒီနေ့21ရက်ပေါ့နော်21ရက်6လ2025ဒီနေ့ကစနေနေ့ဆိုတော့ကျွန်တော်တို့နှလုံးပိတ်တယ်ပေါ့နော်ဒုတိပိတ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောပြမယ်အားလုံးပဲမင်္ဂလာပါတောက်ကြနေရလေဗျာကျွန်တော်တို့ကန်ဆိုးတယ်ဗျာ33နဲ့ပြီးနေရင်ကျွန်တော်အကိုဒီမတွေပေါ့အောင်ပါဗျာသိလား33နဲ့ပြီးနေရအောင်ကျွန်တော်တို့33နဲ့ပြီးကန်ဒီ26မိနစ်ကြာမှာ3ခွန်ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြီးသားကဏ္ဍကိုလောက်သွားတယ်ဗျာနော်အဲ့ဒီတော့လည်းကျွန်တော်တို့ဟိုနည်းနည်းနစ်နာတာပေါ့ဗျာကျွန်တော်တို့ပေါ့မဲ့ဟာကိုမပေါ့လိုက်ဘူးပေါ့နော်ကဲအားလုံးဘာမှမဖြစ်ပါနဲ့เนาะကျွန်တော်တို့နေ့တိုက်ကဏ္ဍနေမှာတော့ကျွန်တော်တို့4ချိန်တင်ပေးခဲ့ရမှာ4ရက်တင်ပေးခဲ့ရမှာ2ရက်အောင်လည်းဒီ channel တက်မှာပေါ့နော်အားလုံးမင်္ဂလာပါကဲအားလုံးမင်္ဂလာပါကိုဒီမတွေဝင်ကြပါเนาะကျွန်တော်ဒီလာမဲ့ဘက်တွေကျွန်တော်ရဲ့ဒီ channel တစ်ကနေကျွန်တော်ရဲ့ရောင်းကဏ္ဍနေဖြစ်တဲ့မူကဏ္ဍအော6ကွက်ရယ်တပတ်စာအခွေလွတ်လုံးရယ်ကိုကျွန်တော်အလာကားတင်ပေးသွားမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ channel အစ်စ်ကိုအကိုတို့မတို့အနေနဲ့ subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြပါเนาะ subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါဘာဖြစ်လို့လဲနှိပ်ခိုင်းတာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီရောင်းကဏ္ဍနေဖြစ်တဲ့မူကဏ္ဍ6ကွက်ရယ်အခွေ4လုံးရယ်မူကဏ္ဍ6ကွက်ကကျွန်တော်က1000ခွဲနဲ့အမြဲတမ်းရောင်းနေတာအမြဲတမ်းလည်းထွက်တယ်အခွေ4လုံးကလည်းကျွန်တော်1000နဲ့ရောင်းနေတာအမြဲတမ်းရောင်းနေတာအမြဲတမ်းထွက်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီ channel လေးကို subscribe လုပ်ထား subscribe နှိပ်ထားပါဒါမှကျွန်တော်ရဲ့ရောင်းကဏ္ဍတွေလကားတင်ပေးတာကိုသိမှာပေါ့နော်ဒီတစ်ပတ်ပဲတင်ပေးမှာပါနော်နောက်တစ်ပတ်ဒီကျရင်ကျွန်တော်တင်မပေးတော့ဘူးနော်ကိုလိုမတို့နေ့တိုက်တွေပဲကျွန်တော်လကားတင်ပေးမယ်မိုးကဏ္ဍတွေကတော့ကျွန်တော်ရောင်းကဏ္ဍတွေဖြစ်တယ်အဲ့တော့အခုမှစပြီးကြီးမဲ့သူတွေရောလူဟောင်းတွေရောလူသစ်တွေရောဒီတစ်ပတ်ကိုစောင့်ကြည့်ပေးပါကျွန်တော်ရဲ့ရောင်းကဏ္ဍတွေအလုပ်ဖြစ်လားမဖြစ်ဘူးလားတကယ်အလုပ်ဖြစ်သလားတကယ်အလုပ်မဖြစ်ဘူးသလားဆိုတာကိုကိုလိုမတို့နဲ့ဒီလာမဲ့ပတ်အတွက်ကျွန်တော်လကားတင်ပေးမယ်မိုးကဏ္ဍကိုစောင့်ကြည့်ပေးပါနော်အဲ့တော့နောက်တစ်ပတ်ဒီမှာအကူတို့မတို့အဆင်ပြေတယ်ဝီမူကနဲ့တကယ်ကောင်းတယ်ဆိုလို့ရှိရင်လာဝယ်လို့ရတယ်ပေါ့နော်ခင်ဗျားတို့လကားတင်ပြီးကြမှာမပြောကောင်းမဆိုကောင်းဖက်ရချွဲလွဲသွားရင်လည်းကျုံးလည်းမတတ်နိုင်ဘူးဒါကျွန်တော်ရောင်းကန်းနေတော့ဒါအမှန်ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတာမလွဲစရာတော့အကြောင်းမရှိဘူးလွဲစရာတော့အကြောင်းမရှိဘူးလုံးဝတရားခိုင်နှုန်းထွက်မယ်ဘာဖြစ်လို့လူပြောလဲဆိုရင်မူကနဲ့6ကွက်ရယ်အခွေ4လုံးရယ်ကျွန်တော်တို့တူးနေတယ်နော်နောက်ထပ် site တွေကလည်းဒီကဏ္ဍတွေပဲပြန်ရနေတယ်ဒါကြောင့်မလို့ဒီမူကနဲ့အခုပေးမဲ့မူကနဲ့နေအရန်ကောင်းနေအရန်လည်းအလုပ်ဖြစ်မှာဖြစ်ပါလိမ့်မယ်နော်အားလုံးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျာကဲအားလုံးကျွန်တော်ရဲ့ဒီ channel အသစ်ကလေးကိုအားပေးကြပါဦးเนาะကျွန်တော်ဘက်ကလည်းအခုတို့မှတို့ကျွန်တော်ကအကောင်းဆုံးကြိုးစားပြီးတော့အခုရောင်းကဏ္ဍနေဖြစ်တဲ့မိုးကဏ္ဍနေကိုကျွန်တော်လကားတင်ပြီးသွားမှာအဲ့တော့အခုတို့မှတို့အနေနဲ့ကလည်းကျွန်တော်ကိုအတိမပြုတဲ့အနေနဲ့ subscribe ကလေးကိုနှိပ်ပါလက်မလေးကိုနှိပ်ပါခေါင်းလောင်းလေးကိုနှိပ်ပါဒါလေးနှိပ်တာဘာမှမပင်ပန်းပါဘူးเนาะကဲအားလုံးမင်္ဂလာပါခင်ဗျာเนาะအိတ်ကုန်ကြပြီလားဒီနေ့ကျွန်တော်တို့နှလုံးပိတ်တယ်ပေါ့နော်အရင်ဘက်ကတောက်ကြနေရဗျာ33နဲ့ဖြစ်ရင်တော့ကျွန်တော်တို့အောင်မြင်မှုရမှာပေါ့နော်33ဆိုရင်တော့ကျွန်တော်အကိုဒီမတွေအများကြီးပေါက်ကြမှာပေါ့နော်33ကနေပြောင်းသွားတာစိတ်မကောင်းဘူးဗျာနော်အားလုံးမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါနော်ကဲအဲ့တော့ကျွန်တော်ချိန်ဒီဆွဲမိတော့ဦးနည်းနည်းစကားတွေများနေပြီနော်ကျွန်တော်ကဏ္ဍလေးပြပေးမယ်နော်အဲ့တော့ကိုတို့မတို့အနေနဲ့မွေးလို့ရတယ်နော်ကြအားလုံးကဏ္ဍလေးတစ်ချက်လိုက်ပြပေးမယ်နော်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာနော်
ကျွန်တော်တို့ဒီလာမယ့်ဘက်အတွက်ပေါ့နော်ကျွန်တော်ရောင်ကနန်းနေဖြစ်တယ် sorry ရောင်ကနန်းနေဖြစ်တဲ့တပတ်စာမရမရှိမွေးကနန်းနေပေါ့နော်ကဲအားလုံးကျွန်တော်တို့တပတ်စာမရမရှိရောင်ကနန်းနေဖြစ်တဲ့ဒီမွေးကနန်းနေပေါ့နော်မွေးကနန်းနေကျွန်တော်လက်ကားတင်ပြီးတော့မှအဲ့တော့ကိုလိုမတို့အနေနဲ့ကျွန်တော်ရဲ့ channel ကို subscribe နဲ့ခေါင်းလောင်နှိပ်ထားပါလို့ပြောချင်ပါတယ်နော်ဒါကလေကိုလိုမတို့အတွက်အကျိုးမရုပ်စီရပါဘူးနော်ကျွန်တော်ရဲ့ဗီဒီယိုတင်စင်များတိုင်းကိုသိအောင်လို့ကျွန်တော်ပြောနေရခြင်းဖြစ်ပါတယ်နော် sorry ဗျာနော်တရွေးတီးသွားအဲ့တော့ကျွန်တော်ဒီလာမယ့်ဘက်မှာမွေးကနန်းနေရတော့4644ကိုပထမမိန်တင်ထိုးပါ969199ဒူမိန်တင်ထိုးပါနော်61661144ကိုဒူကောအနေနဲ့ထိုးပါကနန်းနေအများကြီးလို့မထင်ပါနဲ့464443ခွက်9691 5ခွက်ဒီမှာမိန်တင်ထိုးရမယ့်အာကနန်း5ခွက်အကူကအပူအားစရာမလိုနော်အောက်မှာလဲဒူအောတွေကလည်းအပူ3ခွက်6တက်အား1ခွက်အဲ့တော့အပူက4ခွက်ပါတယ်အာကနန်း6ခွက်ပါတယ်တကယ်တော့6တက်6လေးအခွေ1649ပေါ့နော်1469ခွေထားတာဘာမှမဟုတ်ဘူးဒီအခွေလေးလုံးကိုခွေထားတာ1469နော်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါနော်ကဲအဲ့တော့အခုဒီမှာမင်္ဂလာပါနောက်တစ်ပတ်အတွက်ကျွန်တော်တို့နေတိုင်းအထိကီး3လုံး169အထိကီးပါနော်169အထိကီး169နေတိုင်းထိမယ်အဲ့တော့169နေတိုင်းထိအောင်ထိုးမထိအောင်တည့်ရပဲနော်မထိအောင်တည့်ရပဲဒီတစ်ပတ်ကကျွန်တော်တို့ခွန်း4နှစ်ခွန်းအထိပေါ့နော်4နှစ်ခွန်းအထိကိုကျွန်တော်တို့နေတိုင်းထိသွားတယ်အင်္ဂါနေ့ကတည့်ရပဲမထိတာကျန်တဲ့ရက်တွေအကုန်ထိတယ်ဒီပြီးခဲ့တဲ့ဘက်ကလည်း4နှစ်ခွန်းကီးအထိနော်တော့တရက်ကတော့မထိနည်းနည်းဖောက်တတ်တယ်ပေါ့နော်9ရက်ကိုအဲ့ဒီကီး3လုံးကနေတိုင်းထိတယ်ဒီလာမဲ့ဘက်အတွက်နေတိုင်းထိရမယ်ကီးဒီ169ကီးရေးမပြီးတော့ဘူးမှတ်ထားနော်ရေးမပြီးတော့ဘူးမှတ်ထားကြနော်အားလုံးကျေးဇူးတင်ပါတယ်ဒီမွေးကနန်းဒီ site 3 site ပေါင်းထားတာပါမထွက်เสียအကြောင်းမရှိဘူးထွက်ကိုထွက်လိမ့်မယ်ရုံကြီးကြီးနဲ့မွေးဒီတစ်ပတ်ပဲတင်ပေးမှာနောက်တစ်ပတ်ကျရင်ကျွန်တော်ရောင်းမှာတပုတ်မလင်းလင်းပြောတာနော်အဲ့တော့လူသစ်လူဟောင်းစောင့်ကြည့်ပါဝေးမွေးကနန်းဘယ်လိုလဲဆိုတာစောင့်ကြည့်လို့ရတယ်နော်အဲ့တော့နေတိုင်းအထိကီး3လုံးကဘာလဲ169ကီးနော်အဲ့169ကီးနေတိုင်းထိအောင်လာထိုးပေါက်ကိုပေါက်လိမ့်မယ်နော်ဒါပေမဲ့ခင်ဗျားတို့ကတ်တဲ့ဟာနဲ့ကမှန်ဖို့တော့လိုသေးရပါဘောနော်ကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲနော်ကံကောင်းပါစေနော်